ဒါကတော့စင်ကာပူရဲ့မြန်မာဗုဒ္ဓဘာသာဘုရားကျောင်းဒီမှာတော့ခေါ်တာကတော့ဘုရားရောကျောင်းပဲခေါ်ကြတယ်ဒီနေ့စနေနေ့ဆိုရင်စနေနေ့ညနေ6 နာရီခွဲစပါလေဒီမှာစက်ကြာရဖတ်ပေါ်ဆုံးစနေနေ့တိုင်းပေါ့နော်တို့ပါရုပ်အမတီးကနေပြီးတော့လမ်းလျှောက်လာလို့ရဒါကတော့ရဖတ်ပူဇော်ဖို့အတွက်အစင်းလေးပြင်ထားကြပါတယ်